Hello everyone, I'm Glava, General Moza Mipi. So, Nini Obono, Rigo, Anna is the day say she daga, Lumini, Losran, the top of I didn't put that be your first mind. So, Luran, Yepawama, Anna is raised a galongo. Oh, Bujami Timai, Nia Ludia, the Kubu solution, Anna Dada, Pip the day, Pille Pinio Mari. So, ကျွန်တော်လေးဖြစ်ခဲ့ပေါ့နော်အာနာလေးကျွန်တော်တော်တော်မှဆိုးတယ်အာနာပြီးတော့ကျွန်တော် overthinking အရင်ဖြစ်တဲ့လူတွေမှာပါပြီပေါ့နော်ဆိုတော့ဥပမာအနေနဲ့ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်နဲ့လမ်းမှာလူတယောက်နဲ့တွေ့ရင်ကျွန်တော်ရဲ့အတိမင်းဆိုရရတယ်သူဒီကျွန်တော်ကိုမမြင်ဘူးလမ်းကလည်းဒီလိုသူကဒီဘက်မှာဆိုကျွန်တော်ကဒီဘက်မှာဆိုတော့လမ်းဝေးနေကွာသူလက်ကြည့်မှာကိုလေဒါပြုံးပြလို့ရမယ်နှောက်ဆက်လို့ရမယ်သူကလက်မကြည့်ပဲနဲ့တခြားနေအောင်ငင်းနေတဲ့အခါမှာကျွန်တော်ဘယ်လိုမှလုပ်လို့ရမှာမဟုတ်အဲ့တော့ငါဆက်သွားလိုက်ပါမယ်ဆိုပြီးတွေးနေတဲ့အချိန်မှာပဲအဲ့ဒီကကိုယ့်ဘက်ကိုလှည့်ကြည့်လိုက်ဒါပေမဲ့ကိုကမမြင်ဘူးဆိုပေမဲ့သူလှည့်ကြည့်လိုက်တာကိုကွာကိုလှည့်မကြည့်လိုက်တာပဲရှိသူလှည့်ကြည့်လိုက်တာကိုကိုလှည့်မကြည့်လိုက်တာပဲရှိသူလှည့်ကြည့်မဲ့ဆိုတော့ကိုယုံကြည်တိနေပေါ့နော်ဒီမျက်တောင်ဆုံးကနေပြီးတွေးလိုက်တယ်ပေါ့အဲ့အချိန်မှာကျွန်တော်ပြန်ပြီးလှည့်ကြည့်ဖို့ပြန်ပြီးလမ်းနှုတ်ဆက်ဖို့အတွက်မဝင်မြေဖြစ်ပြီးတော့ရှေ့ဆက်ပဲဆက်သွားလိုက်တယ်ပေါ့နော်ဆိုတော့နှုတ်ဆက်ဖြစ်လိုက်ပြီ तू ကတော့ကိုယ်လှည့်ကြတယ်ကိုက तू ကကိုယ်တွေ့သွားတယ်အမှန်တကယ်ကိုကအရင်စတွေ့ရပါဒါပေမဲ့ तू ကလှည့်မကြည့်ရဲ့အတွက်ကျွန်တော်ကရှေ့ဆက်သွားလိုက်တာကိုကလှမ်းကြည့်လိုက်တာပေါ့နော်ဆိုတော့အဲ့ဒီအချိန်မှာဆိုလို့ရှိရင်ကျွန်တော်နှုတ်မဆက်ပြလိုက်ဘူးသူကိုယ်လှည့်ကြည့်လိုက်တဲ့အချိန်မှာပြုံးအမှန်တကယ်ဆိုဟိုနှုတ်ဆက်ဖို့ဆိုရင်တော့အမှန်တကယ်ပြုံးပြလိုက်တဲ့တာကွာဒါပေမဲ့အဲ့လိုတော့ပြုံးမပြခဲ့ဘဲနဲ့ရှေ့ဆက်သွားရဲ့အချိန်မှာအိမ်ပြန်ရောက်လေးရောက်တော့ငါလောက်တာမှားသွားပြီလားဆိုပြီးတော့အတွေ့တစ်ခုနဲ့ဟိုဘာသိနေနေဖြစ်တယ်ပေါ့နော်အာနာလိုက်တာအာနာဖို့ကောင်းလိုက်တာသူကငါလေးကြည့်အောင်ငါနှုတ်ဆက်ဖြစ်ဘူးဆိုရဲဒီအတွေ့ပေါ့နော်အဲ့လိုမျိုး overthinking အရင်ဖြစ်တဲ့အထဲမှာပါတယ်လုံးဝအဆုံးဘယ်လိုပြောဘာမှမဟုတ်တာတိတ်တိတ်လေးနဲ့လည်းအဲ့လိုမျိုးဖြစ်နေရပဲအဲ့တော့အဲ့ဒီချင်းတွေလည်းကျွန်တော်ပြင်နိုင်အောင်ကြိုးစားနေတယ်အာနာတွေနောက်ပြီးတော့ဒီလို overthinking ဖြစ်တာပေါ့နော် AI နဲ့ပတ်သက်ပြီးတော့လေကောင်းမွန်လာအောင်ဒီထက်ပိုပြီးအချိန်ကြီးပိုကောင်းမွန်လာအောင်ကြိုးစားနေရပေါ့နော်ဆိုတော့ခုနကပြန်ဆက်ရမယ်ဆိုလို့ရှိရင်အဲ့မျိုးအာနာတွေကျွန်တော်ပေါ်မှာလေအခုဈေးဆိုင်ကိုတွားတယ်ကွာဈေးဆိုင်ကနေပြီးတော့မှကျွန်တော်ကဝယ်ပြီးတော့ပတ်စံပေးလိုက်တယ်ပတ်စံလိုနေ1000ပဲဖြစ်50ပဲအလိုလိုနေခဲ့တော့မှလေပြောရမှာအာနာဘာကြောင့်လဲဆိုရင်အကြောင်းပြချက်မရှိဘူးကွာအဲ့လိုအားနာဟိုငါပြောလိုက်လို့သူငါ့ကိုအဲ့လိုမျိုးပေါ့လေငွေမက်တယ်လို့ထင်တော့ဘယ်လိုလုပ်မလဲဆိုရင်အဲ့လိုမျိုးအတွေ့အကြုံ overthinking လည်းဖြစ်တယ်နောက်ပြီးပြောရမှာလေအားနာရဲ့ပေါ့နော်အဲ့လိုမျိုးအချိန်မျိုးရှိခဲ့ဘူးလေအဲ့ဒီမှာကိုယ့်အတွက်ဘာရလဲဆိုတော့ဘာမှမရဘူးကိုယ့်အတွက်ဆုံးရှုံးလိုက်ရတယ်အရာတွေပဲအကုန်လုံးအဲ့လိုအားနာတွေဆိုတဲ့ဟာကပေါ့လေတော်တော်ကြီးမှဆိုးရွားတဲ့အလုပ်ဒီဘယ်လိုလဲတော်တော်မှဆိုးရွားတဲ့အရာတစ်ခုလို့ကျွန်တော်ထင်တယ်လူညံ့နေဒီလိုမျိုးအားနာတွေဆိုတာကိုလူညံ့နေလေလုတ်လူညံ့နေပဲလုတ်လေလုတ်ထားရှိရဲလို့ကျွန်တော်ထင်နေပေါ့နော်ဆိုတော့ကျွန်တော်လည်းအရင်တော့လူညံ့ဖြစ်ခဲ့ဘူးလေဒီမျိုးအဲ့လိုမျိုးအားနာရဲ့အတွက်ကြောင့်လေကိုယ့်ရဲ့အခွင့်အရေးတွေဆုံးရှုံးရဘူးလေပေါ့နော်ဆိုတော့အခုဒီဗီဒီယိုကြည့်နေတဲ့သူတွေပြောချင်တာအားနာတွေဆိုတာကအားနာတဲ့နေရာမှာအားနာမယ်ဒါပေမဲ့အသေးဖွဲလေးရစပြီးတော့လိုက်ပြီးတော့အားနာပြီးတော့မှမပြောရင်မရင်ဖြစ်နေလို့ကတော့အဆင်ပြေမှာမဟုတ်ဘူးကွာအဲ့တော့ကိုယ့်ရဲ့အခွင့်အရေးနဲ့ကိုယ့်ရဲ့ရပိုင်ခွင့်တွေပဲကိုယ်ဆုံးရှုံးသွားရမှာအဲ့တော့အားနိုင်ထားပါရဲ့ဆိုရင်အတိုင်းကြီးအားနာတဲ့နေရာမှာအားနာဖို့ပြောချင်တယ်ပေါ့နော်အရာအားလုံးလိုက်ပြီးအားနာနေမယ်ဆိုလို့ရှိရင်ကိုယ်ပဲရှုံးမှာပါဟိုလူတိုင်းဒီအကုန်လုံးအားနာတတ်ကြတယ်ဘယ်သူပဲဖြစ်ဖြစ်အကုန်လုံးငါအဲ့လိုပြောလိုက်လို့သူအဲ့လိုဖြစ်သွားမယ်အားနာဖြည့်တည်ပြီးတာမှန်တယ်ဒါပေမဲ့ငါပြောလိုက်လို့ငါအားနာစရာကြီးဆိုပြီးအတွင်းနဲ့ငါအဲ့လိုပြောလိုက်မြင်ငါမှားသွားပြီလားဆို overthinking တွေဖြစ်နေရဆိုလို့ရှိရင်တော့တိတ်ပြီးတော့အဆင်မပြေတော့ဘူးပေါ့နော်ဆိုတော့အားနာရေးဆိုတဲ့လေ့ကျင့်လေးကိုလေ
တက်နိုင်ဆုံးဖျားအောင်ကြိုးစားပါနိုးလို့ပြောနိုင်အောင်ကြိုးစားပါခါလေးကြောက်လို့ရှိရင်အဲ့လိုနိုးလို့ပြောနိုင်တာကိုတော်တော်ကြီးမှဝင်ကြီးစီလူတွေကကိုအလုပ်ခိုင်းနေဒါပေမဲ့ကိုမလုပ်နိုင်ဘူးဆိုလို့ရှိရင်လည်းမလုပ်နိုင်ဘူးအော်ငါမလုပ်နိုင်ဘူးငါမလုပ်တတ်ဘူးပြောလိုက်လို့ရတယ်လေဒါပေမဲ့အားနာလို့ဒီလုပ်ပြပါမယ်ဆိုပြီးတော့အဲ့လိုဂတိပေးလိုက်တဲ့အခါမှာကိုကတကယ်လည်းမလုပ်တယ်လည်းမလုပ်တော့ကောတိုင်ပြီးပတ်ကောဆိုတော့တခါလေးကြောက်လို့ရှိရင်အဲ့လိုမျိုးဖြစ်တဲ့ဒေတာကိုဒါကြောင့်မလို့ငြင်းရင် yes လို့ပြောနေမယ်အစားအဲဒီရောက်ရှင် no လို့ပြောတာကိုလေ့ကျင့်ရမယ်အားနာရေးဆိုတဲ့ဟာကိုလေတက်နိုင်ဆုံး short ချပြီးတော့မှလူတွေကိုကိုယ်ရပိုင်ခွင့်တော့ပြောနိုင်ရမယ်ငါဒီလိုမလုပ်နိုင်ဘူးငါအခွင့်အရေးဆုံးရှုံးမှာဆိုလို့ငါဒီအောင်မလုပ်နိုင်ဘူးဆိုတာကိုလေဒါပြောနိုင်ရမယ် no လို့ပြောနိုင်ရမယ်အားနာရေးခြင်းကိုလည်းဖြောင်းမယ် overthinking ဖြစ်အောင်လည်းနေမယ်ဆိုလို့ရှိရင်တော့အဆင်ပြေမယ်လို့ကျွန်တော်ထင်ပါတယ်ဆိုတော့အဆုံးထိကြည့်ကြရတဲ့အားလုံးကျေးဇူးတင်ပါတယ် view တော့တော်တော်ရှိသွားပြီပေါ့နော်ဆိုတော့နောက်တစ်ဗီဒီယိုမှာထပ်တွေ့ပါမယ်အားလုံးပဲ see you in the next video